ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ညီကိုမောင်နှမအားလုံးကဲဒီတစ်ပတ်တော့ပြီးခဲ့တဲ့ဟိုးတစ်ပတ်ကျော်မှတ်မိကြမလားမသိကျွန်တော်914ထွက်တော့ဒီ914ထွက်တော့9ခွန်ဖြစ်သွားတယ်ဖြစ်စဉ်ပေါ့နော်အဲ့ကွင်ကိုပြန်ပြမယ်နော်အဲ့ပုံစံမျိုးပြโอเคဗီဒီယိုစီမှာကြောက်လို့နော်ငါညီကိုမောင်နှမအားလုံးအဆင်ပြေကြပါစေညာနော်ကျမ်းမာချမ်းသာကြပါစေဆုမွန်ကောင်းတောင်းပေါက်ကနန်းလေးလည်းဖြစ်ပါစေလို့ဆုတောင်းရတာပေါ့ညာနော်โอเคကျွန်တော်တို့ဒီမှာလာခွန်6 3 6 8နှလုံးပေါင်းခြင်း4 3 4 5 6ဆိုတော့ကျွန်တော်တို့5ပေါ့နော်ဒီလိုလာကျွန်တော်9တိခွန်တော့9တိ4တော့ကျွန်တော်9တိခွန်တွတ်တော့လည်းဒီမူတိုင်းပဲနော်ဒါဆင်းအောင်လို့နောက်ဒါ9ထိပ်စီအဲ့ဒါပြီးတော့တစ်ပေါ့နော်ဒီလိုပေါင်းခြင်းတစ်ဒီလိုပေါင်းခြင်းတစ်ဒီမှာပေါင်းခြင်းတစ်နှလုံးပေါင်းခြင်းတစ်ဒီမှာလည်းနှလုံးပေါင်းခြင်းတစ်โอเคတို့နှလုံးပေါင်းခြင်းတစ်လာအောင်မယ်ဆိုရင်9လေတာဟုတ်လားโอเคအဲ့ဆို9လွယ်သွားပြီဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ကြမယ်နော်ဒီမှာတစ်ချက်ကြည့်ကြမယ်ကျွန်တော်914နဲ့ဒီတစ်ပတ်နဲ့နည်းနည်းကွာမှုတွေနည်းနည်းပါလာဘာတွေပါလာတော့ဆိုတော့ပြီးကြတဲ့ဘက်ကကျွန်တော်တို့ဒီလို9နဲ့2နဲ့ကျွန်တော်တို့ကတစ်ဖြစ်တာဒီနှလုံးပေါင်းခြင်း9ကြောင်လားအကယ်၍ဒီနောက်နှလုံးပေါင်းခြင်း9ကြောင်ဒီလိုတစ်ဖြစ်တယ်ဆိုရင်ဒီ3လုံးနဲ့ဒီကောင်နဲ့ပေါင်းခြင်းက10အားလုံးသဘောပေါက်လားမသိဒီလိုရိုးသားသားလေးတစ်ဆိုပြီးတော့ကလေးတွေးလေးနဲ့ပါသွားရင်တော့ကိစ္စမရှိဘူးတကယ်တော့ဒီတစ်ကဒီ9ကြောင်ခံနေဆိုရင်နော်ဒီလိုဖြစ်ရမှာသူက10ဖြစ်ရမှာ3ညဖြစ်ရမှာဒီမှာ9ခွန်နှစ်ဆိုတော့ကွင်မောက်8နှစ်3ညဒီမှာဒီနှလုံးပေါင်းခြင်းက9ဒီ9 6က1ဆိုတော့4လုံးပေါင်းခြင်း3ညဖြစ်သွားအဲ့လိုဆိုရင်တော့ဒီလို1ဒီလို9ဆိုတော့ဒီလိုခြုံပလိုက်ရင်3ညဖြစ်သွားပြီအဲ့ဒါဆိုဒီမှာ3ဖြစ်နေသည့်အတွက်ဒီလို1လုံးလို့မရဘူးဒီမှာခွန်ဖြစ်မှရအဲ့ဒါမှဒီလိုပေါင်းခြင်းက10ဖြစ်မှာဟုတ်3ညဖြစ်မှာဒီ914တုန်းကကြတော့ကျွန်တော်တို့ကတော်တော်ညီမျှမှုရှိတာကသူကဘယ်လိုပဲတွေးဒီလို9လည်းဖြစ်တော့ဒီလို1ဖြစ်တယ်လေနောက်ပြဒီ3 4 5လို့လည်းသွားကြိုက်တယ်သူကဒီမှာကြတော့3 4 5 6ဆိုရင်လည်းဒီမှာထိတ်မှာကြိုက်မှာမဟုတ်ဘူးဒီအလဲတိုင်းကြတော့လေ1ဆိုတော့ဒီမှာ1ဆိုရင်လည်း5လာအောင်5ဆိုရင်လည်းဒီလို4လုံးပေါင်းခြင်းက3ညမဖြစ်ပြန်เนาะအဲ့မှာနည်းနည်းလေးအခက်တွေ့โอเคဒါလေးနည်းနည်းဆုပ်သွားမှာကြောက်လို့เนาะကျွန်တော်ပြန်ပြမယ်ဒီ9ရှိတယ်အဲ့ဒီထဲမှာကျွန်တော်ပြောချင်တာကโอเคဒီလိုတစ်လို့ဖြစ်တဲ့အချိန်မှာကျွန်တော်ထိပ်စီးကအရင်တော့ကျွန်တော်ယူထားတဲ့မူရှိတယ်เนาะကျွန်တော်ပြောတဲ့ဒီနှစ်ကိုနက်ခတ်နဲ့4အဲ့ဒါ6အဲ့လို6ဖြစ်ရင်ဒီလိုပေါင်းခြင်း3ဖြစ်မယ်ဒီ3လုံးက3ရဲ့နက်ခတ်5နဲ့ပေါင်း8စစ်ထိပ်စီးဝင်တယ်ဒီလိုနှလုံးပေါင်း4ဖြစ်တယ်ဒီလိုလဲ3 4ဖြစ်တယ်เนาะအဲ့မှာ9 1 4တုန်းကလည်းကျွန်တော်လှတယ်ဒီမှာနောက်ပိတ်တစ်ခုတည်းလွှဲသွားတာမှတ်မိကြမှာပေါ့9နက်ခတ်6နဲ့ပေါင်းတော့9ထိပ်စီးအိုတိုဝင်တယ်ဒီကောင်အထိမှန်တယ်ဒီလိုပေါင်းလဲ3 4 5ကိုက်တယ်သူလဲအဆင်ပြေเนาะဒီမှာကြတော့အဲ့လိုမဟုတ်တော့2နက်ခတ်4နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့6ထိပ်စီးဖြစ်6ထိပ်စီးဆိုရင်ဒီလိုပေါင်းခြင်းကလည်း3 4 5 6ဖြစ်ရမှာဟုတ်ဒီမှာခွန်ဖြစ်6ဆိုရင်တော့5ထိပ်စီးလာဒီလိုဒီမှာကြည့်လေနော်ဒီမှာ3 4 5 6ဆိုရင်တော့5ထိပ်စီးလာမယ်အဲ့လိုမဟုတ်ဘဲနဲ့နက်ခတ်နဲ့မလို့ထိပ်စီးဝင်နေဆိုရင်တော့လေကျွန်တော်တို့က6ထိပ်စီးဖြစ်မယ်အဲ့ထဲမှာနောက်တစ်ခုကဒီမှာ4 5 6လို့ပေါင်းပြီးတော့ဒီမှာ9နဲ့2ကို9နဲ့ပေါင်းမယ်ဆိုလဲ9ထိပ်စီးရဖြစ်ဦးမှာပဲအဲ့တော့နည်းနည်းလေးတော့တွေးထားများနေနော်โอเคအဲ့တော့ကျွန်တော်ဒီကွင်းမှာကျွန်တော်9 ခွန်တော့9 4တော့9ခွန်ဖြစ်တယ်လို့3 4 5 6ဆိုရင်9ထိပ်စီလာမယ်1ဆိုရင်9လေ9 9အတွဲပေါ့နော်9 9စီအတွဲနောက်
ပိတ်ကတော့ကျွန်တော်စားလိုက်အောင်ဘာဖြစ်လို့ဆိုပြီးခဲ့တဲ့9တစ်လေးတော့ကျွန်တော်နောက်ပိတ်တစ်လုံးနဲ့ကျွန်တော်လူတွေအကုန်လုံးဒုက္ခရောက်သွားအဲ့ဒါကိုကျွန်တော်နည်းနည်းမကျင်တတ်လို့လိုက်ပြီးတော့မာတဲ့ဟာကြည့်လိုက်အောင်လောလောဆယ်9စီအတွင်းโอเคဒီဗီဒီယိုကဆေးမှာကြောက်လို့နောက်ထပ်အဆက်တစ်ခုဗီဒီယိုထပ်လုပ်ပေးမယ်နော်အဲ့မှာလဲကြည့်လို့ရပါတယ်နော်ကျွန်တော်အပိုင်း1အပိုင်း2ဆိုပြီးတော့ဗီဒီယိုစီလို့ရှိရင် Facebook ဒီဟိုဟာတွေကဖြတ်ချလို့နော်အားလုံးကျမ်းမှချမ်းသာကြပါစေနော်နောက်ဗီဒီယိုမှာပြန်ဆုံမယ်ဒီကနန်းမူပဲနော်โอเคအားလုံးကျမ်းမှကြပါစေနော်